အားလုံးပဲမင်္ဂလာပါရှင်။ဒါရှိရတော့ရမင်းဂျပန်တန်တန်းကျောင်းမှာရမင်းစမ်းစီပဲဖြစ်ပါရရှင်။ဒီနေ့သင်ခြင်းနဲ့သင်ခန်းစာလေးကတော့ M5 level ကျောင်းသားများအတွက်ပညာရဏအဖြစ်နဲ့ခန်းကြီးလေးတွေသင်ပေးမယ့်ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။အမှန်တော့ M5 ခန်းကြီးကအရင်ကသင်ပေးဘူးပါတယ်။သို့တော့ M5 ခန်းကြီးရဲ့လို့သိတယ်မဟုတ်ဘဲနဲ့ M5 နဲ့ M4 နဲ့စင်တူတာလေးရောပြီးတော့သင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားတွေကခဏM5 ခန်းကြီးတည်တံ့တင်ဖို့ပြောတယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့တည်တံ့ပြန်သင်ပေးမှာဖြစ်ပါတယ်။အဲ့တော့တည်တံ့သင်ပေးတဲ့အခါမှာအရင်ဗီဒီယိုဖိုင်ကိုကြည့်ဘူးတဲ့လူတွေကတော့တီးပြီးသားတွေပါလိမ့်မယ်မတီးသေးတာတွေလည်းပါလိမ့်မယ်ပေါ့နော်သို့တော်ညာလေအခုတစ်ခေါက် M5 ခန်းကြီးလို့ခေါင်းစဉ်တက်ရင်တော့ M5 level မှာသုံးတဲ့ခန်းကြီးများပဲတီးတန့်ပြန်ပြီးတော့တင်ကြားပေးသွားတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ဒီခန်းကြီးလေးမတင်ခင်မှာအရင်ဆုံးပြပြချင်တာပေါ့နော်ဒီပညာရဏတင်တဲ့ဟာကိုလက်ရှိလို့ဒါအပြင်တနန်းကပေါ့နော်အပြင်တနန်းကနေတိုင်းတနန်းနေတင်နေည8နာရီဆိုရင်တော့တနန်းအားလုံးအပြင်တနန်းပြီးတယ်ပေါ့နော်8နာရီနောက်ပိုင်းမှာဆိုရင်တက်ရှိတင်စရာရှိတဲ့ online class တွေတင်နေပြီးသွားလို့ရှိရင်ဒီကျောင်းသားတွေမိတဲ့စာတွေလိုက်ဖြည့်တယ်အခုရက်ပိုင်းမှာကျတော့ဒီ online class တင်စရာတင်တန်းလေးတွေကလည်းနည်းလာတဲ့အတွက်ကြောင့်ကို့မှာအချိန်လေးတွေပိုလာတယ်အချိန်လေးတွေပိုလာတဲ့အတွက်ကြောင့်ရတဲ့အချိန်လေးမှာပညာရဏလေးသင်ပေးမယ်ဆိုပြီးတော့ရည်ရွယ်မိပါတယ်သို့တော့လက်ရှိသင်ပေးနေတဲ့ပညာရဏက4ကျောင်းသားများလည်းပါတယ်5ကျောင်းသားများလည်းပါတယ်3ကျောင်းသားများအတွက်ပါသင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်တရက်ထဲမှာတော့ level 3ခုလုံးတော့ရရှိရမရိုက်ပေးနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်အချို့တွေရတဲ့အတွက်ကြလေဗီဒီယိုဖိုင်ကိုဒီတိုင်းပဲတွေ့လို့ဝင်ကြည့်လိုက်တဲ့လူလေးရှိတယ်အချို့ကကြတော့လဲစောင့်ပြီးတော့ကြည့်ပေးတဲ့လူလေးရှိတယ်လို့ကြားမိပါတယ်အဲ့ဒါကြောင့်စောင့်နေတဲ့လူတွေဆိုရင်လေဘယ်နေ့မှစောင့်ရမလဲဘယ်နေ့မှမစောင့်ရမလဲသိအောင်လို့ schedule လေးဖြစ်နေထည့်ပေးလိုက်ပါတယ်တနင်္ဂနွေနေ့မှာရရှိက M5 တင်ပါတယ်ဒီနေ့တနင်္ဂနွေနေ့ဆိုတော့ M5 ပေါ့နော်တရက်ချားတစ်ခါတင်ပါမယ်ဘာလို့လဲဆိုတော့တစ်ခါတည်းရန်နေ့တိုင်းတင်မယ်လို့ပြောပြီးတော့အကြောင်းကြောင်းပေါ်လာခဲ့ရင်မတင်ပြခဲ့ရင်စောင့်နေရမှာဆိုလို့တရက်ချားတစ်ခါမှာပညာရဏဗီဒီယိုဖိုင်တွေတင်ပြီးသွားပါမယ်ဒါပေမဲ့အလှည့်ကျတင်ပြီးသွားမယ်ပေါ့နော် level တစ်ခုတည်းပဲလည်းမသွားဘူး level တစ်ခုတည်းသွားရင်အခြား level ကျောင်းသားများအတွက်လည်းမတင်ပေးနိုင်ဘူးဖြစ်မှာဆိုလို့ပါဒီနေ့မှာ M5 တင်ရင်တရက်ချားမှာ M4 တင်မယ်တရက်ချားမှာ M3 level တင်ပေးပါမယ်ပြီးရင်တော့တာတာပရိပြီးရင်တရက်ချားမှာအထွေထွေဘ ഹു တုတဆိုတာသင်ပေးပါမယ်အထွေထွေဘ ഹു တုတဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥပမာဂျပန်နဲ့ပတ်သက်တဲ့တီးထိုက်တဲ့ကိစ္စလေးတွေကျောင်းသားများအတွက်အကျိုးရှိမဲ့အရာပေါ့နော်ဗီဒီယိုဖိုင်ဖွင့်ကြည့်လိုက်လို့ကိုယ့်အတွက်ဘ ഹു တုတရစီမဲ့အရာအကျိုးရှိမဲ့အရာလေးတွေကိုလည်းသင်ပေးသွားပါမယ်စနေနေ့ပြီးလို့တနင်္ဂနွေနေ့ဆိုရင်တော့ M5 ဗီဒီယိုဖိုင်ကိုပြန်ပြီးတော့သင်ပေးမှာဖြစ်ပါတယ်9ရက်ရှိတဲ့ထဲမှာ3ရက်တော့မတင်ဘူး4ရက်ကတော့ကျောင်းသားများအတွက်ပညာဒါနသင်ပေးနေမှာဖြစ်ပါတယ်9နိုင်နောက်ပိုင်းမှာသင်ပေးမှာဖြစ်ပါတယ်နော်ဒါကတော့ပညာဒါနသင်ပေးမယ့်အချိန်ကိုစောင့်ကြည့်လို့ရအောင်လို့စိတ်ဝင်စားလို့ကြည်ချင်ရင်တော့စောင့်ကြည့်လို့ရအောင်ညှထားပေးတာဖြစ်ပါတယ်ရှင်ကဲဒီနေ့ကတော့ M5 ခန်းကြီးလေးကနေစပြီးတော့သင်ပေးပါမယ်ရှင်ပထမဆုံးသင်ပေးခြင်းတဲ့ခန်းကြီးလေးကတော့လက်ဆိုတဲ့ခန်းကြီးပါကျောင်းသားတွေတော်တော်များများပေါ့နော်တွေ့တဲ့ပြဿနာကခန်းကြီးဆိုရင်ခတ်တယ်ခန်းကြီးရယူတော့မှာပဲခန်းကြီးနဲ့ပတ်သက်ရင်အမတန်မှညီးကြပါတယ်ကိုကတော့သဘောကျလို့လည်းပါတယ်ပုတ်ကရလေးကြက်တဲ့လူလည်းပါမယ်ထင်တယ်ပေါ့နော်လက်ရှိတော့ကတော့ခန်းကြီးကစိတ်ဝင်စားဖို့ကောင်းဆုံးအရာပါအဲ့တော့ကိုလေ့လာတယ်လို့လွယ်ကူအောင်လို့ level တိုင်းကခန်းကြီးတွေကိုကျောင်းသားတွေအထောက်အကူပြုအောင်လွယ်ကူအောင်လို့ပြန်ပြီးတော့ဝေမျှသွားပေးပါမယ်ကဲ M5 ဆိုတာဖြစ်တဲ့အတွက်ကြောင့်အနည်းငယ်တော့အခြား level တွေထက်ပိုပြီးတော့ရှင်းပြရမယ်ပေါ့နော်အခြား level တွေကခန်းကြီးဆိုတာထိတွေ့ဘူးပြီးကြက်ရလွယ်အောင်ပဲကူညီပေးတာ M5 ဆိုရင်တော့များသောအားဖြင့်အသက်အစမ်းလို့ဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့ရှင်းပြပေးပါမယ်နော်ပထမဆုံးသင်ပေးခြင်းတဲ့ခန်းကြီးလေးကတော့လက်ဆိုတဲ့ခန်းကြီးလေးပါအရင်ဆုံးဆွဲချက်လေးတွေနဲ့စပြီးတော့တွားကြပါမယ်ဆွဲချက်ကဒီမှာလဲဆွဲပြထားတယ်ပြန်ဆွဲပြရင်1နဲ့3 4လက်ဆိုတာဥပမာပါဇက်ကမြန်မာလိုပြောရင်လက်ဂျပန်လိုပြောရင်1ခန်းကြီးနဲ့ရေးမယ်ဆိုရင်ဒီပုံစံ1နဲ့3 4စုစုပေါင်း4ချက်ပါပါတယ်ဒါကလက်ခန်းကြီးလေးပါဒါဆိုရင်ကျောင်းသားတွေကခန်းကြီးတစ်ခုလေ့လာတယ်ဆိုတာခန်းကြီးကိုဘယ်လိုရေးရမလဲဆိုပြီးတော့ရေးတတ်အောင်လေ့ကျင့်ရတယ်ပြီးရင်သူ့ကိုကြက်ရတော့မယ်လက်လို့မှတ်မိအောင်ကြက်ရမယ်အဲ့ဒါအောင်မှာဝါတရှိကရေးတတ်အောင်သင်ပေးပြီးသွားရင်ဘလို့မှတ်မိအောင်ကြက်ရမလဲဆိုတာကိုကြက်တဲ့နေရာမှာလွယ်ကူအောင်ကူညီပေးမှာပါဘလို့ကြက်ကြမလဲဆိုတော့ခန်းကြီးတစ်ခုကိုလွယ်အောင်ကြက်ချင်အဲ့ဒီခန်းကြီးကိုမြင်တတ်အောင်မြင်ပါအစိပ်ပိုင်းတစ်ခုခုဖြစ်နေစာလုံးမတွေးပဲနဲ့ပုံတစ်ခုခုအတွေးတစ်ခုခုဖြစ်နေမြင်အောင်လှည့်မြင်လိုက်ပါဒါဆိုရင်ဒီခန်းကြီးကိုမြင်အောင်ကြည့်
ဒါရှိတော့မြင်လိုက်တယ်ဒီနားမှာဒီခန်းကြီးကိုခွဲလိုက်ရင်နှစ်ပါတယ်နှစ်ဒီနားကိုကြည့်လိုက်ရင်ကြတော့တစ်ပြောင်းမြန်ပုံစံလေးပါတယ်တစ်ပြောင်းမြန်တစ်ကွေးကွေးလေးလေတစ်ပြောင်းမြန်ပုံစံလေးပါတယ်တစ်လူတစ်ယောက်မှာလေအဲ့တစ်ရယ်နှစ်ရယ်မပါဘူးလားလူတစ်ယောက်မှာလက်နှစ်ဖက်ရှိတဲ့အရာထဲမှာတစ်ပုံစံလေးပါလို့တစ်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့နှစ်ပုံစံပါလို့နှစ်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့အရာထဲမှာလက်လဲပါပါတယ်လူတစ်ယောက်မှာတစ်ပုံစံပါလို့တစ်ဒီနာတစ်ကိုရည်ညွှန်းလိုက်တာပါလူတစ်ယောက်မှာနှစ်ပုံစံပါလို့နှစ်ဖက်ရှိတဲ့အရာထဲမှာတဲ့ဆိုတဲ့လက်လဲပါပါတယ်တဲ့ဆိုတာလက်ပါဒီခန်းကြီးလေးကိုအကယ်လို့မြန်တစ်လုံးနဲ့ရေးထားရင်တဲ့လို့ဖတ်ပြီးတော့အခြားခန်းကြီးတစ်ခုခုနဲ့မြန်ပေါင်းရေးတဲ့အခါကျတော့ရှုလို့ဖတ်ပြရပါမယ်ဒီခန်းကြီးကိုမှဖတ်နည်းမတူတာပါတစ်လုံးနဲ့ဖြစ်နေရေးရင်တော့တဲ့လက်လို့ခေါ်ပြီးတော့အခြားခန်းကြီးနဲ့တွားပေါင်းတဲ့အခါကျရင်တော့ရှုလို့ဖတ်ပြရပါမယ်ရှုကဲဒါလေးကလက်ပါလက်ဆိုတာကိုပြန်တွေးတာနဲ့လူတစ်ယောက်မှာလူဘယ်နှယောက်မှာလဲဆိုရင်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့အရာတွေမှာလက်လဲပါပါတယ်တစ်ပြောင်းမြန်မလို့တစ်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့အရာတွေမှာလက်လဲပါပါတယ်တစ်လုံးနဲ့ပြောရင်တစ်သူများနဲ့ပေါင်းရင်ရှုလို့မှတ်ထားပါနော်ဒုတိယမြောက်ခန်းကြီးလေးကတော့နားဆိုတဲ့ခန်းကြီးပါကိုယ်ပိုင်ရှိတဲ့နားကိုဂျပန်လိုခန်းကြီးလိုရေးမယ်ဆိုရင်ဆွဲချက်လေးလိုက်ကြည့်ကြအောင်ပါတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်စုစုပေါင်း6ချက်ပါပါမယ်1 2 3 4 5 6ချက်ပါပါမယ်ဒါကနားကိုခန်းကြီးလိုရေးပါဆိုရင်ဒီခန်းကြီးပါပါဇက်ကနေပြောပါဆိုရင်မိမိလိုပြောပါတယ်မိမိရဲ့နားလို့မှတ်လိုက်ပေါ့နော်မိမိရဲ့နားပေါ့နော်မိမိရဲ့နားရေးပါဆိုရင်ခန်းကြီးလိုရေးပါဆိုရင်ဒီလိုပုံစံရေးမယ်အတန်ထွက်ကမိမိနားလို့ခေါ်ပါတယ်သူများနဲ့ပေါင်းတဲ့အတန်လေးရှိပေမဲ့M5 ကျောင်းသားအနေနဲ့ကဒီခန်းကြီးအတွက်မိမိကိုမှတ်မိရင်ရပါပြီနော်နားဒါဆိုရင်ကျောင်းသားတွေကဒီခန်းကြီးတစ်ခုကိုကြက်တော့မယ်ဆိုရင်ရေးတတ်အောင်ရေးရမယ်ရေးတတ်ပြီအတန်ထွက်ကမိမိဆိုတာသိပြီဒီခန်းကြီးကိုဘယ်လိုမှတ်မလဲဆိုတာလေးကိုပြောပြပါမယ်ခန်းကြီးပုံစံကိုကြည့်လှေကားလေးလိုပဲအစင်စင်လေးတွေပါတယ်ခန်းကြီးပုံစံကိုကြည့်လှေကားတွေရှိရလေလှေကားလိုပဲအစင်စင်ပါတယ်ဒါရှိတော့အစင်စင်ကြားတာတစင်စကားတစင်စင်အစင်စင်ကြားလာတာနားနဲ့ကြားတာလေပြန်ပြောပါမယ်နော်ခန်းကြီးပုံစံလေးကအစင်စင်နဲ့တူပါတယ်အစင်စင်ကြားလာတာနားကနေကြားတာမလို့အစင်ပုံစံလေးတွေပိုင်းနားလို့မှတ်ပါပါဇက်ကခွင်မိမိရဲ့နားလို့မှတ်လိုက်ပါနော်ဒါဆိုရင်နှလုံးပြီးပါပြီလက်ဆိုရင်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့ຢာထဲမှာလက်ပါတယ်နားဆိုတာအစင်စင်ကြားတာနားလို့မှတ်ပါသုံးလုံးမြောက်တင်ပေးခြင်းနဲ့ခန်းကြီးလေးကတော့မိန်းကလေးပါမိန်းကလေးအစိပ်ပန်းအောင်လိုက်ကြည့်ကြပါမယ်တစ်ချက်နှစ်ချက်သုံးချက်1 2 3ချက်ပါပါတယ်ကဲမြင်အောင်ကြည့်ခန်းကြီးတောင်ကြည့်နေပြီဆိုမှတော့ဟီရာဂနာခတာဂနာတော့ကျင်းနေပေါက်တည်နေပါပြီဟီရာဂနာမှာဒါလေးကခုပါခုဟီရာခတာဂနာမှာဒါလေးကနော့နာနီနုနဲ့နော့ရုတ်တရက်တွင်ဒါလေးကနော့ဆိုတာအင်္ဂလိပ်စာမှာဆိုရင် no ဒီဟာတစ်ချက်စိတ်ခုပြီးတော့ no လို့တခါတည်းပြောသွားတာမိန်းကလေးလို့မှတ်ပါမယ်ခုနဲ့တူလို့ခုစိတ်ခုပြီးတော့နော့နဲ့တူတာနော့ဆိုတာအင်္ဂလိပ်စာမှာ no မလို့ no လို့တခါတည်းပြောသွားတာမိန်းကလေးလို့မှတ်လိုက်ပါမယ်ဒီခန်းကြီးကိုမြင်ရင်ခုရယ်နော့ရယ်တစ်ရယ်ဆိုတော့နော့ကိုတော့ no လို့ပြောင်းလိုက်တယ်ပေါ့နော်စိတ်ခုပြီးတော့ no လို့တခါတည်းပြောသွားတာမိန်းကလေးလို့မှတ်ပါ onna အတန်ထွက်က onna သူများနဲ့ပေါင်းရင် jaw ဆိုတာလေးရှိပါတယ် M5 level အတွက်ဆိုရင်တော့ onna လေးပဲမှတ်မိရင်လုံလောက်ပါတယ်စိတ်ခုပြီးတော့ no လို့တခါတည်းပြောသွားတာမိန်းကလေးလို့မှတ်ထားပါနော်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့အရာတွေမှာလက်ပါပါတယ်
အစင်စင်ပုံစံလေးမြင်ရင်အစင်စင်ကြားတာနားကနေကြပါတယ်မိမိရဲ့နားပါစိတ်ခုပြီးတော့နိုးလို့တခါတည်းပြောသွားတာမိန်းကလေးလို့မှတ်ပါအွန်နာနောက်တစ်ခုကဈေးသက်တာတယ်ဆိုတဲ့ခန်းကြီးလေးကိုသင်ပေးခြင်းပါတယ်ဈေးသက်တာတယ်ဒီအပေါ်ကအစိပ်ပိုင်းလေးကအမိုးလေးပါအမိုးဒါလေးကအမိုးဒီအောက်ကကြတော့ခုနကမိန်းကလေးခန်းကြီးအမိုးအောက်မှာအဲ့ဒီအမိုးအောက်ကိုမိန်းကလေးချောချောလေးသွားဝယ်ကြည့်အဲ့ဒီဆိုင်အမိုးအောက်ကိုမိန်းကလေးချောချောလေးနဲ့သွားဝယ်ရောရာစုဈေးသက်တာသွားတယ်ရာစုပြောချင်တာအမိုးအောက်ကိုကောင်မလေးချောချောလေးနဲ့သွားဝယ်တဲ့အခါကျတော့ဆိုင်ရှင်ကဈေးသက်တာအောင်လုပ်ပေးလိုက်တယ်ပေါ့နော်ရာစုသူကတော့ adjective ခန်းကြီးပါ adjective ဆိုတာကအငင်းပြောင်းရင်ဤကိုဖြုတ်ခုနိုင်တို့ဘာတို့ပေါင်းရသေးတဲ့အတွက်ကြောင့် adjective တွေကိုခန်းကြီးရေးတဲ့အခါမှာအနောက်မှာစကားလုံးလေးတွေအစွန်းထွက်ပါတယ်ဒီခန်းကြီးကဈေးသက်တာတဲ့ခန်းကြီးမှန်တော်ညာလဲရာစုအတွက်ပဲကိုစားပြုပါတယ်အနောက်မှာဤရတော့ထွက်နေပါတယ်ဆိုလိုတာကဈေးသက်တာတာကိုခန်းကြီးဖြစ်နေရေးခြင်းရင်ရာစုနေရာမှာတော့ခန်းကြီးဝင်နေဤနေရာမှာတော့ခန်းကြီးမရှိတော့ခန်းကြီး plus ဤဆိုပြီးတော့ရေးပေးရပါမယ်ဈေးသက်တာတယ်ဆိုတာအဲ့ဒီအမိုးလေးအောက်ကိုကောင်မလေးလဲသွားဝယ်တော့ဈေးကတက်တာသွားတယ် adjective ကိုတင်တာမလို့ခန်းကြီးအပြင်အနောက်မှာအစွန်းထွက်တာလေးရှိပါတယ်အဲ့လိုလေးတွေထွက်နေမှကိုလိုချင်တဲ့ဖောင်တွေပြောင်းတဲ့အခါထွက်နေတဲ့ဟာလေးဖြုတ်ပြီးတော့ပြောင်းလို့ရမှာဖြစ်တဲ့အတွက်ကြောင့်ပါခဲဒါဆို၄လုံးမြောက်ပြီးပြီနော်၅လုံးမြောက်သင်ပေးခြင်းနဲ့ခန်းကြီးလေးကတော့ပြောတယ်ဆိုတဲ့ခန်းကြီးပါပြောတယ်တယောက်တည်းပြောတာမျိုးတယောက်တည်းနှစ်ယောက်အပြန်အလှန်ပြောတာမဟုတ်ဘဲနဲ့အမေကပြောခဲ့တယ်အဖေကပြောခဲ့တယ်ပြောသူကတယောက်ကြံတဲ့လူတွေကနားထောင်သူတွေဆိုလိုချင်တာဒီဗီဒီယိုဖိုင်မှာဆိုရင်ဝါတက်ရှိကပြောတဲ့လူကြံတဲ့လူတွေကနားထောင်သူတွေအပြန်အလှန်စကားပြောနေရမဟုတ်ဘဲနဲ့တယောက်ကပြောတယ်ကြံသူကနားထောင်သူဆိုရင်must လို့ပြောပါတယ်ဒါရှိသည်ကိုယ့်ရဲ့အိမ်အမိုးအောက်မှာပဲအလုပ်လုပ်ပါတယ်ကိုယ့်ရဲ့အိမ်အမိုးအောက်မှာအလုပ်လုပ်တယ်စာသင်သင်တန်းချိန်က2နာရီသတ်မှတ်ထားပါတယ်2နာရီလောက်ကိုယ့်ရဲ့အိမ်အမိုးအောက်မှာအမိုးလို့မြင်လိုက်ပေါ့နော်ကိုယ့်ရဲ့အိမ်အမိုးအောက်မှာ2နာရီဇက်တိုက်တဒန်းအောင်သင်2နာရီကြာတာကို2နာရီလောက်ပါဇက်ကနေတယောက်တည်းပြောရတယ်လက်ရှိကပြောတဲ့လူလေးចောင်းသားတွေနဲ့အပြန်အလှန်ပြောတာမဟုတ်ဘဲနဲ့ကိုကပြောပြီးចောင်းသားတွေကနားထောင်သူတွေလေပြောတယ်အမိုးအောက်မှာ2နာရီလောက်ကြာအောင်ပြောတယ်တဒန်းအောင်2နာရီလောက်ကြာတယ်ဘယ်ကနေပြောလဲဆိုတော့ပါဇက်ကနေပြောပါတယ်ပြောတာကိုmust လို့မှတ်ပါမယ်သူကပြောတဲ့ခန်းကြီးဆိုပေမဲ့အတွက်ပဲပါတယ်အနောက်မှာmust ဆိုတာကိုထွက်ပေးရပါတယ်အစွန်းလေးတွေထွက်ပါတယ်ခန်းကြီးကပြောတဲ့ခန်းကြီးတော့မှန်တော်ညာလေရေးတဲ့အခါမှာတော့တလုံးစာပဲပါတယ်must ထွက်ပေးရပါတယ်ဘယ်လိုပြောနေလဲဆိုတော့ကိုယ့်ရဲ့အိမ်အမိုးအောက်မှာဘယ်နှစ်နာရီကြာအောင်လဲဆိုတော့2နာရီကြာအောင်ဘယ်ကနေပြောလဲဆိုတော့ပါဇက်ကနေတယောက်တည်းပြောတယ်must ကပြောတာပါဒါလေးကပါဇက်ခန်းကြီးပါမသိရင်ပါဇက်ကိုဆွဲပြပါမယ်ဒါနှစ်ခန်းပါဇက်လေးပါပါဇက်ပုံစံလေးကို4000ဆန်ဆန်ဆွဲထားတာလို့မြင်ကြည့်ပါဒါကပါဇက်ပါခန်းကြီးအနေနဲ့ဆိုရင်ဒါကခုချီဆိုတဲ့ပါဇက်ပါခုချီရပါဇက်ပါဒီပုံစံလေးမြင်ရင်ပါဇက်လို့မှတ်ထားပါပါဇက်ကို4000ဆန်ဆန်လေးဆွဲတာပါခုချီပြန်ပြောရင်ပြောတယ်ဆိုရင်အမိုးအောက်မှာ2နာရီကြာအောင်ပါဇက်နဲ့ပြောနေရပါတယ်must 6လုံးမြောက်သင်ပေးခြင်းနဲ့ခန်းကြီးလေးကတော့စာဖတ်တယ်ဆိုတဲ့ခန်းကြီးလေးပါစာဖတ်တယ်ဆိုတဲ့ခန်းကြီးကပြောတယ်ဆိုတာလေးပါတယ်အရရှိကပြောလိုက်တယ်စာဖတ်တယ်ဆိုအခုပြောလိုက်တယ်ပြောလိုက်တော့ဒါလေးက30ပါ30ဒီနားလေးက1ဆိုတော့17လို့မှတ်လိုက်တာပေါ့နော်အပေါင်းလက္ခဏာမြင်ရင်30ခန်းကြီးပါဂျူသူတို့ကခဏပြပြဘူးတော့တီးတဲ့အနေနဲ့ထပ်မရှင်းတော့တာနော်အပေါင်းလက္ခဏာတွေနဲ့ပေါင်းမှ10ခန်းနေရတာလေ
အပေါင်းလက္ခဏာတွေထဲပေါင်းမှာစေကနန်းရတာမလို့အပေါင်းုံမြင်30လို့မှတ်ပါအခုတင်မဲ့ခန်းကြီးကစာဖတ်တာစာဖတ်တဲ့ခန်းကြီးရဲ့အစာကပြောတာနဲ့စတယ်ဘာလို့ရှိကပြောလိုက်တော့17ယောက်ကဒါလေးကိုဇပွဲကုံလေးလို့မြင်ကြည့်ပါဒါရှိကိုဇပွဲကုံလေးဒီလိုလေးရှိတယ်လေဒီပေါ်မှာဒါအောက်ကဓာတ်ခုံလေးတွေပေါ့ဇပွဲကုံလေးတွေပေါ့ကိုယ်လည်းပုံဆွဲအလောက်မတော်ဘူးပေါ့နော်ဒါဇပွဲကုံအပေါ်မှာစာအုပ်လေးတွေနဲ့စာတင်ကြတယ်လေပြောလိုက်တော့ကျောင်းသား17ယောက်ကဒီဇပွဲပေါ်မှာဒါတော့ကျောင်းသား17ယောက်ကပေါ့နော်ဇပွဲအောက်မှာခြေထောက်လေးနဲ့တူတယ်လူခြေထောက်ဇပွဲအောက်မှာခြေထောက်လေးချပြီးတော့စာရီစဖတ်ကြတယ်ပေါ့စာဖတ်တာတော့မှဘာလို့စာဖတ်ကြလဲဆိုရင်ပြောလိုက်လို့တရှိရပြောလိုက်လို့ဆီယာမနဲ့ကျောင်းသားဆိုဆီယာမစာဖတ်ပါလို့ပြောလိုက်တော့ပြောလိုက်တဲ့အခါကျတော့17ယောက်ကဇပွဲလေးဒါကိုဇပွဲလို့မြင်ကြည့်ဇပွဲလေးအောက်မှာ6လေးနှချောင်းချပြီးတော့စာဖတ်နေတယ်လို့မှတ်ပါမယ်စာဖတ်တာကိုယော်မိမတ်လို့မှတ်ပါဘာလို့စာဖတ်လဲဆိုရင်ဆီယာမလုပ်တဲ့လူကပြောလိုက်တော့အပေါင်းလက္ခဏာမြင်30ဆိုတော့17ယောက်ကဇပွဲကုံလေးရဲ့အောက်မှာ6လေးနှချောင်းချပြီးတော့စာဖတ်နေကြပါပြီခုနှလုံးမြောက်တင်ပေးခြင်းတဲ့ခန်းကြီးလေးကတော့ဂိတ်တကားလေးပါအမလီ sorry ခန်းကြီးပုံစံကလည်းဂိတ်တကားနဲ့တူပါတယ်1 2 3 4 5 6 8တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်9ချက်10ချက်ဂိတ်တကားပါဂိတ်တကားနဲ့တူတဲ့ခန်းကြီးကလည်းဂိတ်တကားပါမွန်းလို့ခေါ်ပါတယ်မွန်းဂိတ်တကားကြီးမြင်လာရင်မွန်းကျက်လာတာပေါ့ကျောင်းဆိုတဲ့ဂိတ်တကားကြီးရှိရောက်တော့မွန်းကျက်လာတယ်လို့မှတ်မယ်ဂိတ်တကားကိုအတန်ထွက်မွန်းလို့ခေါ်ပါတယ်မွန်းဒါကဂိတ်တကားပါရှစ်လုံးမြောက်တင်ပေးခြင်းတဲ့ခန်းကြီးလေးကတော့နားထောင်နေဆိုတဲ့ခန်းကြီးပါနားထောင်နေဘယ်နားမှာနားထောင်နေလဲဆိုတော့ဂိတ်တကားနားမှာနားထောင်နေပါတယ်ဂိတ်တကားနားမှာနားထောင်နေဆိုမှတော့နားနဲ့နားထောင်ပါတယ်နားဆိုတာအစင်းစင်းကြားပါတယ်ဆိုပြီးတော့အရှိမပြောပြီးပြီနော်ဒီနားလေးမှာတော့အစွန်မထွက်နဲ့တော့နားထောင်နေဂိတ်တကားလေးနားမှာနားထောင်နေဆိုတာဘာနဲ့နားထောင်လဲဆိုတော့နားနဲ့နားထောင်နေလို့မှတ်ပါမယ်ဂိတ်တကားနားမှာနားနဲ့နားထောင်နေလို့မှတ်ပါမယ်ခီခီမတ်ဒီခန်းကြီးလေးကအနောက်မှာခီမတ်ထွက်ရင်ခီခီမတ်လို့မှတ်နားထောင်နေသူများနဲ့ပေါင်းရင်ဘွန်းလို့မှတ်ပါမယ်ကိုလုံးမြောက်တင်မေးချင်တာလေးကတော့မျက်လုံးမှာမျက်လုံးကိုမဲ့လို့ခေါ်တယ်တကယ်လဲမြင်အောင်ကြည့်မျက်စိပုံစံလေးနဲ့တူပါတယ်မျက်လုံးလေးနဲ့တူတယ်မျက်လုံးလေးကိုလေးတောင်းဆန်ဆန်ဆွဲထားတဲ့ပုံစံလေးပါမျက်လုံးလေးကိုလေးတောင်းဆန်ဆန်ဆွဲထားတဲ့ခန်းကြီးလေးလို့မြင်အောင်ကြည့်ပြီးတော့ဒါကိုမြင်ရင်မဲ့မျက်လုံးလို့မှတ်ပါဒါကိုမြင်ရင်မဲ့မျက်လုံးလို့မှတ်ပါမဲ့อ่ะမျက်လုံးကဲဒီနေ့ဖို့နောက်ဆုံးသင်ပေးခြင်းတဲ့ခန်းကြီးလေးကတော့ကြည့်ရဆိုတဲ့ခန်းကြီးလေးပါဘာနဲ့ကြည့်လို့ရလဲဆိုတော့မျက်စိနဲ့ကြည့်လို့ရပါတယ်မျက်စိဒီယောက်ကဟာလေးတော့ခုနကခြေထောက်လို့ပြောလိုက်တယ်ခြေထောက်ခုနကတော့ဒီနားလေးမှာလေးစာဖတ်တယ်ဆိုတာကိုအဲ့တော့မျက်စိကနေကိုမျက်စိနဲ့ခြေထောက်ကိုကြည့်လိုက်တယ်ပေါ့မယုံငုံကြည့်လိုက်လေမျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်လို့မှတ်လိုက်မယ်နားထောင်နေဆိုရင်နားပါတယ်ကြည့်တယ်ဆိုရင်မျက်စိပါတယ်မျက်စိနဲ့ခြေထောက်ကိုကြည့်တယ်မှတ်နားထောင်နေဆိုရင်ဂေတကားနားမှာနားနဲ့နားထောင်နေပြောတယ်ဆိုတာအိမ်အမိုးအောက်မှာ2နာရီလောက်ကြာပါဇက်နဲ့ပြောတယ်အဲ့လိုပြောမှ17ယောက်လောက်ကဇပွဲကုံအောက်ခြေထောက်ချပြီးတော့စာဖတ်ကြတာစိတ်ခုပြီးတော့နိုးလို့ပြောသွားတဲ့တယောက်ကမိန်းကလေးအမိုးအောက်မှာမိန်းကလေးချောချောလေးလာဝင်ဈေးသက်တာတယ်အစင်းစင်းမြင်အစင်းစင်းကြားတာအစင်းစင်းရင်တူပေမဲ့ဒါအစင်းစင်းတူပေမဲ့အစွန်းမထွက်ဘူးဒီမှာအစင်းစင်းပါပေမဲ့အစွန်းလေးထွက်တယ်တဆင့်စကားတဆင့်နဲ့နှစွန်နှပြားကြားတယ်ဆိုတဲ့စကားရှိတယ်လေအစင်းစင်းရင်တူပေမဲ့အစင်းစင်း
အစွန်အဖျားကြတာနားကြတာဒါကြတော့မျက်စိမဲ့လက်လူတစ်ယောက်မှာနှစ်ဖက်ရှိတဲ့ຢာထဲမှာတဲ့ဆိုတဲ့လက်လေးပါပါတယ်ဒါကတော့ M5 ခန်းကြီးတီးတဲ့10လုံးပဲဖြစ်ပါတယ်ရှင်ဒီနေ့ M5 ခန်းကြီးအလက်ပြီးပြီဆိုရင်အင်္ဂါနေ့ကတော့ M4 ကျောင်းသားများအတွက်အသုံးဝင်နိုင်မယ့်စာတစ်ခုတင်ပေးမှာဖြစ်ပါတယ်စောင့်ပြီးတော့ကြည့်ပေးပါဦးနော်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့ကျောင်းသားများကလည်းတခုတော့ပြန်လုပ်ပေးပါနားလေလားမလဲလားအဆင်ပြေလားမပြေလားဆိုတာတော့ comment မှာရေးပေးပါဦးနော်စောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်